မွေးကင်းစာကလေးတယောက်ဟာကားတွေရှုပ်ထွေးနေတဲ့အန်နေရရှိတဲ့လမ်းမကြီးကိုဖြတ်ကူးနေခဲ့ပါတယ်ရုတ်တရက်လူအုပ်စုတစုကဒီကလေးကိုသတိထားပြီးသွားပါတယ်သူတို့ဟာရန်အနေငယ်အကြာကဒီကလေးကိုပြန်ပေးဆွဲထားခဲ့သူတွေပါဒါပေမဲ့ကလေးဟာတနည်းနည်းနဲ့တော့သူ့လက်ကနေလွတ်မြောက်သွားခဲ့တာပါအခုတော့ကလေးဟာသူတို့လူစုကိုရှောင်ရင်တိတ်ဆိတ်ုံတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်လူဆိုးတွေကလည်းကလေးတောက်ကိုလိုက်လာခဲ့ကြပါတယ်ကလေးကိုတွေ့တဲ့အခါသူတို့အံ့အသင့်သွားတာကကလေးဟာဂေါ်ရီလာမျက်ဝင်တစ်ကောင်ရဲ့ခြံထဲမှာထိုင်နေပြီးအံ့သစရာကောင်းလောက်အောင်ပဲဂေါ်ရီလာကြီးကကလေးကိုရံပြူပဲဖြင်းညင်စွာတတိတလုံးကိုကျွေးနေတာကိုတွေ့ရပါတယ်ဒါနဲ့ပဲလူတစ်ယောက်ကကလေးရဲ့ဖနက်ကျိုးကိုဆွဲပြီးလှောင်ကြိုင်ထဲကနေအပြင်ကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်ကလေးကကြောက်သွားပြီးဂေါ်ရီလာကြီးကိုအကူကြီးတောင်းတာကြောင့်ဂေါ်ရီလာကြီးကဒေါသထွက်သွားပြီးကလေးကိုဆွဲနေတဲ့လက်ကိုချိုးသွားအောင်ပြင်းပြင်းထန်ထန်ရိုက်လိုက်ပါတယ်သူတို့အဖွဲ့ကအလျှော့မပေးပဲနောက်ထပ်လူတစ်ယောက်ကဒုတ်ချောင်းနဲ့ကလေးကိုမဖို့ကြိုးစားပါတယ်ဒါပေမဲ့ဂေါ်ရီလာကြီးကကလေးကိုဖြည်းဖြည်းချင်းမြေကြီးပေါ်ပြန်ချစေပြီးသူ့ကိုဒုတ်နဲ့ထိုးလိုက်ပါတယ်ခဏကြာမှတော့ကလေးနဲ့ဂေါ်ရီလာကြီးဟာအိပ်ပျော်သွားပါတော့တယ်ဒီအချိန်မှာပဲရုတ်တရက်တတိယလူတစ်ယောက်ကရောက်လာပြီးကလေးကိုခြေထောက်ကဆွဲခုပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ပါနဲ့တဲ့ဂေါ်ရီလာမျက်ဝင်ကြီးကသူ့ကိုဖမ်းပြီးအားနဲ့ဝေးဝေးကိုဆွဲပစ်လိုက်တော့တန်တန်ကြားမှာအိပ်ပျော်သွားပါတယ်နောက်ခန်းမှာတော့ကလေးလေးဟာရေပိုက်ကနေထွက်ပြေးဖို့ကြိုးစားရင်လူစိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့မထင်မှတ်ပဲကိုလာရွှေရောက်လာလို့သူတို့ကကလေးကိုအင်ကြီးအောက်မှာထားကအတန်ထွက်မှာဆိုတဲ့အတွက်ပါဇက်ကိုပိတ်ထားပါတယ်ရဲတွေကသူတို့လူစုကိုမေးမြန်းနေကကလေးလေးကအနားမှာရှိတဲ့ဘီချစ်ကိုသတိထားပြီးလူဆိုးခေါင်းဆောင်ရဲ့အတိကနေရာကိုမီးဆွဲလောင်အောင်လုပ်လိုက်ပါတယ်ဒီလူဟာနာကျင်မှုနဲ့အော်ပြီးလက်လျှော့လိုက်တဲ့အတွက်ကလေးကထပ်မံလွတ်ပြောက်သွားပြန်ပါတယ်နောက်အခန်းမှာတော့ကလေးလေးကစောက်လို့ရနေရတစ်ခုကိုရောက်ယူသွားပြန်ပါတယ်ဒီချိန်လေလူဆိုးသုံးကကလေးကိုဖမ်းဆီးဖို့ကြိုးစားရင်တူးကအမြင့်ကချော်ကြပါတယ်နောက်တူးကတူရက်နဲ့မေသွားခဲ့ကနောက်ဆုံးတူးကတမောစကူပေါက်ကြလို့နေကောင်းသွားကြပါတယ်အဆုံးမှာတော့ကလေးလေးဟာဘေကင်းစွာနဲ့လွတ်မြောက်သွားခဲ့ပြန်ပါတယ်